Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဝမ်းနည်းစရာသတင်းလေးတစ်ပုဒ်ရှိပါတယ်။ဘာလဲဆိုတော့ဦးတနေ့ကမှဝယ်လာတဲ့ငပြောသီးလေးอ่ะတလုံးမဲစားလိုက်ရပြီးတော့ဒီယိုကလေးဖြစ်သွားပါတယ်။အဲ့တော့ဦးဒီငပြောသီးလေးကိုကယ်တင်ပါမယ်။ကယ်တာဆိုလို့ရှိရင်တော့ငပြောသီးလေးကယ်တင်လိုက်ကြအောင်နော်အားလုံးပဲ Let's goပထမဆုံးဒီငပြောသီးလေးတွေကိုအခွန်ချွတ်လိုက်ပါမယ်။ဟိုရခိုင်ငပြောသီးလိုမျိုးငပြောသီးတေးသေးလေးတွေဆိုပြီးဝယ်လာတာ။ဥတို့ဒီနေ့ငပြောသီးလေးတွေကတင်ရင်းနဲ့ဒီငပြောပေါင်းလုပ်မှာပဲဖြစ်ပါတယ်။ငပြောပေါင်းကကြတော့ရိုးရိုးငပြောသီးထက်စားလို့ရှိရင်လိုမျိုးအချင်သီးတွေဖြစ်တဲ့ငပြောချင်သီးတို့ရခိုင်ငပြောသီးတို့နဲ့ပို့အဆင်ပြေပါတယ်။ဥတို့မှာပေါ့နော်ငပြောသီးလေးတွေကိုအသေးချာလေးခွန်ချွတ်ပြီးသွားပါပြီ။ငပြောသီးကလိုမျိုးစောစီစီအဲ့လိုမျိုးရုပ်ပြစင်ပြလေးဖြစ်သွားတယ်ဆိုလို့ရှိရင်ဥတင်လေးလှုပ်ရှားသလိုငပြောပေါင်းအပြင်ဟိုမှာဒီဥရောပမှာအရန်အစားများတဲ့ဒီငပြောသီးနေလားပေါ့နော်ငပြောသီး6ပုံစံမျိုးလေးလှုပ်ရှားလဲအရန်ကောင်းပါတယ်။ကဲဒါဆိုဥတာကိုလှုပ်လက်စားတိုင်းမှာငပြောပေါင်းလေးဆက်လုပ်ပါမယ်။ဥတို့ပထမဆုံးဒီငပြောသီးလေးတွေပြုတ်ပါမယ်။ပထမဆုံးရင်နွေးပူပူတင်မယ်ဒီရင်နွေးတဲ့ဥတို့စားလေးပါသပွဲတင်စုံတစ်စုံမပြည့်တပြည့်လေးခတ်ထားလိုက်ပါမယ်။ရင်နွေးစုပြီးဆိုတော့ဥတို့ဒီထဲငပြောသီးလေးထည့်လိုက်ပါတော့မယ်။အဓိကကတော့ဒီစားနဲ့ကြိုပြုတ်တာအဖန်တက်ကြသွားအောင်လို့ပါ။ဥတို့ဒီပြုတ်ထားတဲ့ငပြောသီးလေးတွေကိုဆဲလိုက်ပါမယ်။အစတွေကစကားနဲ့ဆယ်နေရလို့မြင်အောင်လိုက်ပါ။ဥရောငပြောပေါင်းစာပေါင်းမှာတော့မယ်ပထမဦးဆုံးဥရောဒီငပြောပေါင်းတော့ပေါ့နော်အုံလို့ရီကိုလိုမျိုးဖန်ခွက်လေးနဲ့တစ်ခွက်ထည့်လိုက်ပါမယ်ဥရောပြီးတော့ဒီအုံလို့ထည့်ခဲ့တဲ့ပမာဏအတိုင်းပဲပေါ့နော်ရေကိုနောက်ထပ်2ခွက်ထပ်ထည့်ပါမယ်အုံလို့တစ်စားရေ2ဆပေါ့နော်ကဲဒီကောင်လေးကိုတည်ထားလိုက်ပါမယ်ဥရောဒီမှာပေါ့နော်အုံလို့ရေလေးကစပြီးတော့ပူလာပြီဆိုတဲ့အဆင့်မှာတကြားကိုဇပွဲတင်စုံ3စုံခွဲထည့်လိုက်ပါမယ်အချိုးကြရင်4စုံ5စုံထည့်လို့ရပါတယ်ဥတို့ဒီတကြားရည်လေးလည်းပျော်သွားပြီဆိုတဲ့အဆင့်မှာစားလေးနည်းနည်းထည့်လိုက်ပါမယ်နည်းနည်းလေးဆိုနည်းနည်းလေးပဲဥတို့ဖြော်ရည်ထည့်ရင်စားထည့်တဲ့လောက်ပဲပေါ့နော်ဥတို့ဒီရဲကိုတကြားရည်လေးလည်းပျော်ပြီဆိုတဲ့အဆင့်မှာဒီငပြောသီးလေးပြန်ထည့်လိုက်ပါမယ်ကဲဒါဆိုဥတို့ငပြောသီးလေးလည်းထည့်ပြီးသွားပြီဆိုတော့ခဏလေးအဖုံးအုပ်ပြီးတော့ပေါင်းထားလိုက်ပါမယ်ကဲဥတို့ငပြောပေါင်းလေးကအခုငပြောသီးလေးတွေကအစားလေးအချင်းနေမကောင်းတဲ့ကောင်လေးဆိုတော့လေနည်းနည်းပျော့ပျော့လေးဖြစ်နေပြီငပြောပေါင်းရဲ့ဟင်းရလည်းပြစ်ပြစ်ကလေးဖြစ်လာပြီဆိုတော့အစ်စ်မှာဥတို့ငပြောသီးဖက်လေးတွေကိုအရင်ဖယ်လိုက်မယ်နော်တကယ်လို့ငပြောသီးကကောင်းကောင်းမမတောင်းတောင်းကောင်းကောင်းလေးဆိုရင်တော့ထက်ထားလို့ရပါတယ်ဥကောင်လေးတွေကနည်းနည်းပျော့လို့ပါဒီဘက်မှာပေါ့နော်ငပြောပေါင်းထားတဲ့ဒီအုံလို့ရည်တွေကပြစ်ပြစ်လေးနဲ့ငပြောသီးရဲ့အချင်းရတာလေးလည်းဝင်သွားပြီပေါ့နော်ဒီအစ်စ်မှာဒီအုံလို့ရည်တဲ့ကိုဥတို့အုံသီးဖက်ထည့်ပါမယ်ပုံမှန်ဆိုလို့ရှိရင်တော့အုံသီးကို topping အနေနဲ့ပဲစားကြရပေါ့နော်ဒါပေမဲ့ဥတို့အိမ်မှာဒီမျိုးစားတော့ဘူးလိုပဲထည့်လိုက်ပါတယ်ဆိုလို့ရှိရင်တော့လုံးဝအုံလုံးနဲ့တင်းတင်းလေးနဲ့ငပြောပေါင်းလေးရသွားပါပြီအရေးထဲမှာပါဥတို့အုံလို့ဒီအုံသီးဖက်လေးထည့်ထားတော့ပြစ်ပြစ်မှုမှုလေးနဲ့ငပြောသီးလေးနဲ့အေးမှုမှုချင်းချင်းလေးဖြစ်သွားပါပြီဒီနေ့ဦးချက်ပြရဲ့ငပြောပေါင်းတော့တာမန်ဦးတို့ဈေးလေးမှာဝင်ကြငပြောပေါင်းရတာပါပဲအရင်တော့မထူးကြပါဘူးဒါပေမဲ့အချင်းနေမကောင်းတော့တဲ့ငပြောသီးလေးကိုကက်တင်ဖို့အတွက်လှုပ်ရှားလိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့15ဘတ်တန်အချင်းနေမကောင်းတော့တဲ့ငပြောသီးကိုကယ်ဖို့အတွက်ဒီအုံတို့ရဲ့အုံဖက်ရဲ့ဝယ်တာပေါ့နော်120ထပ်ကုန်ပါပါတယ်အဲ့တော့ကယ်တင်ကျင်လို့ရှိရင်စဉ်းစားချင်းချိန်ပြီးကယ်တင်ကြပါဒါမှမဟုတ်လို့ရှိရင်လည်းဝယ်ပဲစားလိုက်ပါဦးကတော့စားကောက်နေဆိုတော့ဆက်စားလိုက်ပါဦးမယ်အားလုံးပဲ
တာဒီဘက်ကောင်းအောင်လို့နဲ့ဟုတ်တယ်အောင်လို့ကောင်းတယ်